ပရိသတ်ကြီးဖနက်ချူသမားလေးတယောက်ကဘီလူးတွေကိုလှည့်စားပြီးအသက်လွတ်ထိတာတင်မကောက်ဘူးနောက်ဆုံးမှာဘီလူးမင်းကြီးတောင်လက်ချော့သွားအောင်လိမ်လဲနိုင်ခဲ့တယ်ဆိုရင်ယုံနိုင်မလားဒီဇလန်ကတော့ညံရှိရင်ဘလို့အန်ဒီယေကိုမဆိုရှောင်းနိုင်တယ်ဆိုတာပြသထားတဲ့အန်အိုးဝယ်ပုံပြင်တပို့ပါ Welcome to Tales by PNA နေ့စဉ်သင်ခန်းစာပါတဲ့ပုံပြင်တွေတင်ပေးနေပါတယ်ခင်ဗျာ subscribe လုပ်ပြီးမလွတ်တမ်းနားထောင်လိုက်ပါခင်ဗျာဟိုးရှိတုန်းကရွာတွေတရွာမှတရွာပြီးတရွာလှည့်ပြီးဖနက်ချုပ်စားနေတဲ့လူငယ်လေးတယောက်ရှိခဲ့တယ်သူ့နာမည်ကတော့ငရှုလို့ခေါ်ကြတယ်သူ့ဘဝကလွယ်ကူမနေဘူးဒါပေမဲ့သူကညံလက်ကောင်းပြီးလက်ရလေးကျွမ်းတယ်အမြဲတမ်းသူ့အိတ်ထဲမှာအတ်ချီကက်ကြီးဂုံးအမွှေးတွေအပြည့်စုံထည့်ထားလေးရှိတယ်ဒီနေ့မှာတော့သူဟာခရီးထွက်လာရင်ရွာတရွာအနားကဇရက်တစ်ခုမှရောက်လာတယ်ညနေခင်းမိုးချုပ်လာတော့အဲ့ဒီဇရက်ပေါ်မှာပဲအိတ်လိုက်တယ်အဲ့ဒီညမှာပဲအနီးအနားကဘီလူးနှစ်ကောင်ဟာအစာစားဖို့အတွက်လူရှာရင်လာနေခဲ့တယ်ဇရက်ပေါ်မှာအိတ်နေတဲ့ငရှုပ်ကိုပြီးတော့ဒီလူကတော့ငါတို့အစာပဲဆိုပြီးဖမ်းဆီးလိုက်ကြတယ်ငရှုပ်ကချက်ချင်းတဘာပေါက်သွားတယ်အခုမလိမ်ရင်ငါသိပြီလို့ဒါကြောင့်သူကအကြောက်အလန့်မရှိသလိုနဲ့ပြန်ပြီးអော်လိုက်တယ်ဟဲ့မင်းတို့ငါ့ကိုမစားရဘူးငါကဘီလူးသားစားတယ်လို့မျိုးပဲမယုံရင်စမ်းကြည့်ကြလို့ပြောပြီးသူတို့ကိုပြန်ပြီးစိန်ခေါ်လိုက်တယ်ဘီလူးတွေကမယုံသေးဘူးဘီလူးတွေကကောင်းပြီမင်းကိုစောင့်ကြည့်မယ်လို့ဆုံးဖြတ်လိုက်ကြတယ်ညမှာဘီလူးတွေအိတ်သွားတဲ့အချိန်ငရှုကသူ့အိတ်ထဲကကက်ကြီးကိုထုတ်ပြီးဘီလူးတွေရဲ့ကိုယ်ပေါ်ကအမွှေးတွေကိုတိတ်တိတ်လေးဖြတ်ပစ်လိုက်တယ်ပြီးတော့သူ့ကိုယ်ပေါ်ကိုတော့ဂုံးအမွှေးတွေကတ်လိုက်တယ်နောက်နေ့ဘီလူးတွေနိုးလာတဲ့အချိန်သူတို့ကိုယ်ပေါ်မှာအမွှေးမရှိတော့ဘူးအန်အောနေကြတော့မှငရှုကအန်နဲ့ထိုးပြီးပြောလိုက်တယ်တွေ့လားငါလက်တစ်ချက်ပဲလှုပ်လိုက်တာနဲ့မင်းတို့အမွှေးတွေတောင်ပျောက်သွားပြီအခုတော့မင်းတို့ကိုစားတော့မယ်ဒီစကားကြားတာနဲ့ဘီလူးနှစ်ကောင်အရန်ကြောက်ပြီးထွက်ပြေးသွားကြတယ်ဒါပေမဲ့ငရှုကသိတယ်ဒီကိစ္စမပြီးသေးဘူးလို့ဒါကြောင့်သူကလက်ကြီးတစ်ကောင်ကိုဖမ်းပြီးထမ်းပင်ပေါ်တက်နေလိုက်တယ်ဘီလူးလေးကပြန်လာပြီးဘီလူးမင်းကြီးကိုတည်င်းပို့ကြတယ်ဘီလူးမင်းကြီးကဒီလိုတတ်တော်မရှိနိုင်ဘူးဆိုပြီးသူ့စစ်သားတွေကိုလွတ်လိုက်တယ်ဘီလူးတွေထမ်းပင်အောက်ကိုရုပ်တဲ့အခါငရှုကအပိုးကနေအော်လိုက်တယ်တေးကျလို့လာကြတာလားဘီလူးတွေကမတက်နိုင်ပေါ့တကောင်ပေါ်တကောင်တက်ပြီးကျူးစားကြတယ်ဒါပေမဲ့အလေးချိန်မခံနိုင်တော့အကုန်လုံးပြိုကျသွားကြတယ်နောက်ဆုံးမှာတော့ဘီလူးမင်းကြီးတောင်လက်လျှော့ပြီးငရှုကိုအရှုံးပေးလိုက်ရပါတယ်ဉာဏ်ရှိတဲ့သူဟာအင်အားကြီးတဲ့သူကိုတော့အနိုင်ယူနိုင်တယ် Wisdom is stronger than strength